ရောက်မှသူ့ကိုအမောင်ချထားအမေမဟုတ်တော့မေငါတို့ရဲ့ကောင်းဆောင်အမေအချိန်မလွန်ခင်လေးပြန်လို့မြောက်လာလို့ပေးစုတောင်းငါနေပစ္စည်းလူငါတို့တိုင်းပြေပြန်အောင်ချောခွင့်ကိုပေးငါတို့ရဲ့ကောင်းဆောင်အမေတဲ့မှာအမေဘလို့ရှင်သန်နေမလဲတွေ့ရင်နဲ့ရှင်တဲ့ဆိုထိတ်ချောင်းယုံမိနေစေအချိန်များစွာပြတ်ကျော်ခဲ့ပြီးမှ